အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့ကျွန်တော်ဘန်ကောက်ကိုခရီးထွက်တဲ့ vlog လေးဖြစ်ပါတယ်ဒီခရီးစဉ်တစ်လျှောက်မှာအားလုံးကျွန်တော်ပျော်အောင်ထားပေးမှမို့လို့ကျွန်တော်လည်းတူ like ခဲ့ပြီးပါ So let's go guys ဒီဝဲတော့ကျွန်တော်တို့ဘယ်မှမသွားဖြစ်လိုက်ဘူးဒါတော့ day 2ပါကျွန်တော် icon စီရဲ့အပေါ်ဆုံးထပ်မှာရောက်ရှိနေတာဖြစ်ပါတယ်။ရာ Asiatic ဒါ Asiatic Grey ဘာလို့ခေါ်ပါတယ်။ဒါတော့ icon စီရဲ့ဘယ်ဘက်အချမ်းပေါ့နော်။ဘယ်ဘက်အချမ်းမှာအလုံး trace လေးတွေအများကြီးရှိရဗျာ။အမျိုးစုံပဲကျွန်တော်တော့တိတ်မရိုက်လာမိဘူး။ကျွန်တော်ရိုက်လာတဲ့တချို့တော့ဝဲလေးကိုပဲဗီဒီယိုထဲထည့်လိုက်တာပါ Hello, what's that, nigger? Damn bro the best mall in Thailand ဒါရောက်တော့လုံးဝခံစားလုံးနေဗျာဒါ icon စီရဲ့အတွင်းပိုင်းလိုချင်တာဒီတနေရာမှာပဲအကုန်ရှိတယ်ဘယ်မှတွားရမလို့ရွေးချက်စရာစိုက်နေအများကြီးပဲ share ပဲကျွန်တော်မြန်မာနိုင်ငံလည်းဒီနေ့တော့ဖြစ်လာမှာပါ one day ပေါ့ကျွန်တော်တို့တငယ်ချင်းတယောက်ကအဲ့လိုကင်မရာတစ်လုံးမှလိုက်တယ်သူလိုချင်တဲ့ကင်မရာကလည်းလုံးဝ old school ပြအားမျိုးဆိုတော့ဒီ vintage mode တစ်ခုမှသွားရှာမှာโอเคကျွန်တော်ရောက်ရှိနေပါပြီဒါတော့ကျွန်တော်ရှောက်ကြည့်နေ the pictures ဟာကင်မရာရောအများကြီးပဲဒါပေမဲ့အကောင့်လိုချင်တဲ့ပစ္စည်းကမရှိဘူးဖြစ်နေပရိသတ်ကြီးရေလောက်ကြောင်ဒါပေမဲ့ငါမရရေချိုးပြည့်မယ်ကျွန်တော်တို့ဒီခုံလိုက်ကြီးကိုကျွန်တော်ပတ်မွေပြမယ်ကျွန်တော်လည်းတူ like ခဲ့ဒီခုံလိုက်ကြီးမှာဖနက်အင်ဂျီဝတ်စာ accessory vintage ပစ္စည်းမျိုးစုံတနေရာတိုင်းမှာရရှိရဲ့ခုံလိုက်ကြီးဖြစ်ပါတယ်ချက်တူးချန် weekend market ရဲ့ကျွန်တော်တို့ဒီမျက်နှာချင်းဆိုင်ပေါ့နော်ဒီခုံလိုက်ကြီးရဲ့ဒုတိယထပ်မှာဆိုလို့ရှိရင်ရှေးဟောင်းပစ္စည်းရဲ့ဗျရှေးဟောင်းအမွေနှစ်တွေပေါ့နော်အဲ့လိုပုံစံမျိုးရဲ့ဒီမီဇိုင်းတွေအဲ့လိုအလားစင်မှုအတွက်အဲ့လိုမျိုး vintage အထာကြီးတွေဗျအထာကြီးမှာဒုတိယထပ်မှာရှိတယ်ဒီဆိုင်မှာဗျာကျွန်တော်တခုအားပေးရမှာပြန်ရောက်ပြီးဗီဒီယို edit တော့မှနောင်လိုက်ရတယ်လေးစားဗျာလို့ handmade ဆိုင်ကြီးဆိုtraining ဖြစ်နေတဲ့ကပတ်လေးပေါ့ customize လုပ်ထားတဲ့ပေါင်းမီ okay ဆိုတော့ okay ဒီလောက်ပဲကျွန်တော်တို့နည်းနည်းဘိုက်စာလာလို့ဘိုက်စာလာလို့စားတော့ခံတာကိုလိမ့်လိုက်အောင်နော်ကျွန်တော်ဘာစားမလဲရှောက်ကြည့်ရပြီးတော့ထိုင်ကုန်ကလည်းမရှိဘူးဗျာနေရာတိုင်းမှာအပြည့်ပဲကျွန်တော်လာ3ယောက်ဆိုရင်တယောက်တနေရာစီအစားတောက်တွေရွေးမယ်ပြီးကြမှာတနေရာမှာစားမယ်ဆိုပြီးတော့လှုပ်ထားပါပဲโอเคကျွန်တော်စားမယ်တောင်းမယ်စီစဉ်ကိုရောက်ရှိလို့လာပါပြီ
ဟိုဒီမှာကျတော့ဆိုင်နေရအများကြီးပဲဗျာကျွန်တော်လာတာ3ယောက်သူကြိုက်တဲ့ဆိုင်မှာသူရွေကိုကြိုက်တဲ့ဆိုင်မှာကိုရွေပြီးကြလို့ရှင်ကျွန်တော်ရွေချက်ထားတဲ့ပဲတခုမှတွားပြီးတော့နေရပြန်ချပါတော့ကျွန်တော်မှဘာလုပ်လဲဆိုတော့ကျွန်တော်မိချောင်းသားဗျာဘောကမှတစ်ခါတော့စားဦးခြင်းနေဆိုစိတ်နေတစ်ချောင်းလောက်စားကြည့်ခဲ့ပါတယ်မကြိုက်တော့မကြိုက်ဘူးဗျာဒါပေမဲ့မစိုးပါဘူးစားရတာဒါတော့နောက်တစ်နေ့ပေါ့နော်ကျွန်တော်တို့ဒါ 1RM ဖျောင်းလာတာဖြစ်ပါတယ်တိုင်းနိုင်ငံကိုရောက်ပြီဆိုရင်တော့ဒီနေရာလေးကတော့မသွားမဖြစ်သွားသိမ်းပါတယ်ဘာလို့လဲဆိုတော့ဒီမှာသူတို့ရဲ့ national costume လို့ခေါ်တာပေါ့နော်ဒီထိုင်းရောက်ဖို့စုံလေးနဲ့ဖျားမှာမက်တရဓာတ်ပုံရိုက်တယ်ဒီလိုဆိုရင်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံလာကြပါတယ်အရန်ပြောဖို့ကောင်းတယ်ကျွန်တော်နဲ့တူလိုက်ခဲ့ပါရှေ့မှာလမ်းလျှောက်နေတဲ့တယောက်ကကျွန်တော်ညီမလေးအရင်ဖြစ်ပါတယ်အားတော့ကျွန်တော်ဖျားအတွင်းနဲ့ဝင်ဖို့အတွက်လက်မှတ်ဖြတ်နေအောင်ဖြစ်ပါတယ်တကယ်ကိုပြဿနာနေပါပဲကျွန်တော်လက်လေချောက်ရောမပုံသုံးပုံပဲရိုက်ရသေးတယ်မိုးကကောက်ရွာသွားတယ်တကယ်ပဲကျေးဇူးတင်တယ်ရိုက်တဲ့ပုံသုံးပုံကလည်းမလှဘူးဒါတော့နောက်တစ်နေ့ဖြစ်ပါတယ်ဘယ်ကိုခေါ်သွားမလဲဆိုတော့โอเคကျွန်တော်လည်းခင်မိပါအောင် vintage ပါညာရွှေလိုက်ရအောင်ပင်လေကြီးကိုလက်ပစ်ကူလိုက်ရအောင်အခုရွှေနေတဲ့ပုံကကျွန်တော်ဘတ်တရားဆိုရင်3နဲ့ရတယ်ရွှေတဲ့ရတယ်အနစ်တွေရှိတယ်ဟုတ်ပါတယ် vintage buffet ဖြစ်ပါတယ်ကျွန်တော်ညီမလေးအောင်အားကျုံးမဲ့တယ်ပဲ vintage ပင်လေတွေမှာလက်ပစ်ကူနေရဒီနားလေးမှာအစားအသောက်တန်လည်းရှိရဲဆိုတော့ကျွန်တော်ဖိုက်စားလို့ရှိရင်လည်းဝင်စားလိုက်အောင်မယ်အေးဆေးပဲအဆင်ပြေရဲ့ဗျာကျွန်တော်ဖက်နဲ့နဲ့အုတ်ထုတ်ရလာပါတယ်ဒီနေ့ကတော့ကျွန်တော်ပင်လေတာဘူဖေးလာစားဖြစ်ပါတယ်အမဗျမှန်ပါဦးလေးထဲမှာအရှင်နေတော့ဟိုကနန်းနေပစုံနေအရှင်နေကိုအရှင်စားတဲ့ကောင်တွေရှိရယ်ကျွန်တော်အကောင်တွေစောက်ခွဲဖြတ်ရိုက်ချင်တာတကယ်ဆိုတော့ကျွန်တော်ကတော့အသေးပဲစားမယ်ရှိုးလို့โอเคဒါကြောင့်ကျွန်တော်အချိုတဲမယ်အတန်ပေါ့နော်ရေခဲမုံရှိမယ်တစ်တီးရရှိမယ်တစ်တီးမျိုးစုံအချိုရည်ရှိမယ်ချိုရည်မျိုးစုံဘာလို့ဒီနေ့ကုန်ရမယ်โอเคနကမောက်တီတရက်တီမန်လကာတီရောင်းနေရဝါသားမဲလုံးအမရိုးရာတင်မော်ရီတောင်ကိုယ်တိုင်ထောင်စားလို့ရတယ်ပြုတ်တန်လို့ခေါ်ပါရဲ့ဗျာကျွန်တော်ဒီကိုလာခြင်းလို့တခုတကားကိုလာတာ Grab ကငါလိုက်တာဘတ်1000လောက်ကြာတယ်ကျွန်တော်တော့မလုပ်နဲ့ဒီနေ့ကတော့ကျွန်တော်ပြန်မဲနေပါကျွန်တော်မပြန်ရင်ဘိုက်ဖြေးလိုက်အောင်မယ်โอเคဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးဖြတ်တူစီမျောပေးရတူတယောက်ချင်းစီကိုတကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ချင်ပါသေးတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်သွားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာလောလောဆယ်တော့ကျွန်တော်လေးရင်စောင်းလိုက်အောင်ပဲဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်
တအားလုံးစိတ်မိကြပါသေးဗျာ